NLFA ရဲ့ ACCA UK Part 1 Campus and Online တန်းခွဲတစ်ကိုအခုလာမယ့်ဇန်နဝါရီလ19ရက်နေ့မှာစတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်ရှင်။ဒီတန်းခွဲတစ်မှာတော့ Campus တက်ရောက်မဲ့သူတွေအတွက်တဘာသာကိုသင်တန်းကြီး3,800ကျပ်နဲ့ Online တက်ရောက်မဲ့သူတွေအတွက်တဘာသာကို3,000ကျပ်သတ်မှတ်ထားပြီး Revision Class နဲ့စာအုပ်ဖို့တွေအပြီးစီးပါဝင်မှာဖြစ်ပါတယ်။တင်ယူပြီးသားဒီသင်ခန်းစာဗီဒီယိုရက်ကော့များကို48နာရီအတွင်းမိမိတို့သက်ဆိုင်ရာ group channel များတွင်ပြန်လည်တင်ပေးထားပြီးသင်တန်းပြီးဆုံးသည့်အထိစာပြန်လေ့လာနိုင်ရန်အတွက်စီစဉ်ဆောင်ရွက်ပေးထားပါတယ်ရှင်။ ACCA ပတ်ဝန်းကျောင်းသူကျောင်းသားတွေအတွက်လည်းစိတ်အေးချမ်းသာတာနဲ့စာဝတ်ဖြေဆိုနိုင်မယ် NLE CV Exam Center ဝန်ဆောင်မှုတွေကိုစီစဉ်ထားရှိပါတယ်ရှင်။ဒီတန်းခွဲသစ်မှာတော့ ACCA UK ပတ်ဝန်းဘာသာရပ်တွေကိုတင်ကြားပို့ချပေးသွားမှာဖြစ်တယ်လို့ ACCA ပတ်ဝန်းပြီးဆုံးအောင်မြင်ပြီး ACCA UK ပတ်ဝန်း Diploma ရရှိကြတဲ့ကျောင်းသူကျောင်းသားတိုင်းကို NLFA ကနှစ်စဉ် Awarding Ceremony ဝယ်ပြုလုပ်၍ဂုဏ်ပြုချီးမြှင့်သွားမှာလည်းဖြစ်ပါတယ်။ ACCA UK ပတ်ဝန်းကိုအချိန်တိုအတွင်းပြီးမြောက်အောင်မြင်ခြင်းသူများအနေနဲ့NLFA မှာဆက်သွယ်မိမြန်ဆောင်စံအနံ့လို့ရပါတယ်ရှင်။